Hi, hello, look at this. Di ma chi lai. Kể từ ngày trên này đã rồi Facebook ကနေဝင်ငွေရတဲ့ပတ်စံမဟုတ်ဘူးเนาะမဟုတ်ဘူးလို့ပြီးတော့အခုဒါကတော့တငယ်ချင်းတွေကို like and share ပေးတဲ့တငယ်ချင်းတွေကိုလက်ဆောင်ပေးဖို့ပတ်စံလည်းမဟုတ်ပါဘူးလို့เนาะဒီနေ့ကပတ်စံဒီနေ့ကဒီအကြောင်းပြောအောင်မို့ဒီနေ့ကဘာအကြောင်းပြောမလို့ဆိုဒီမှာရှေ့ဟောင်းပစ္စည်းလေးတွေအကြောင်းပေါ့เนาะရှေ့ဟောင်းငွေသားအကြောင်းလေးပြောပြမယ်ဒါကတော့ဗာလဲဆိုရင်မြန်မာနိုင်ငံရဲ့ငွေသားဟိုးအရင်ကတည်းကနေအခုအချိန်ထိတုံးတဲ့ငွေသားလေးတွေတကယ်ချင်းတွေလိုက်တချို့တော့လူတွေကတော့ဒီငွေသားတချို့ကိုမြင်ဘူးမယ်တချို့ကတော့မမြင်ဘူးဆိုတော့ကျွန်မအာမခံတယ်နော်ဒီဟာကဘာတွေလဲဆိုရင်ဥပမာဟိုအသေးရွယ်တို့အကြီးရွယ်တို့ခေတ်ကပေါ့နော်ကျွန်တော်တို့ငယ်ငယ်တုန်းကအစကြားခါနေစသုံးခါနေလေးပတ်စံတွေကအစဟိုပြား90ကအစအကုန်ပါတယ်မြန်မာနိုင်ငံရဲ့ငွေသားဟိုးအရင်ကအဟောင်းကနေအခုလက်ရှိအခြေအနေအခုလက်ရှိတုံးနေတဲ့ငွေသားအထိပေါ့နော်အခုပြမဲ့ပတ်စံလေးတွေနောက်ပိုင်းကျရင်မြင်ချင်မှလည်းမြင်ရတော့မှာပေါ့နော်ဒါကကျွန်မအမေရဲ့ပတ်စံအိတ်ကိုကျွန်မဖွင့်တဲ့အချိန်မှာအစုအဆောင်ကောင်းတဲ့အမေရဲ့ပတ်စံအိတ်ထဲရထားတာပါနော်ဆိုတော့တစ်ခုချင်းတစ်ခုပြမယ်နော်ဒီဟာကဘာတွေလဲဆိုရင်ကျွန်မတော့မမြင်ဘူးဒီလားမြန်မာနိုင်ငံမှာပြား90တန်ရှိတယ်ဆိုတာလည်းမသိခဲ့ဘူးဟုတ်တယ်ပြား90ဆိုရင်တော့နိုင်ငံခြားကလို့ပေါ့နော်အကျွေးစိတ်လို့ထင်ခဲ့တာတကယ်တော့မဟုတ်ဘူးတွေ့လားပြား90မြန်မာနိုင်ငံဗဟိုဘဏ်နဲ့မှာပြား90very old အရန်ဟောင်းနေပြီနော်အရန်ဆိုအရန်ဟောင်းနေပြီဒါပေမဲ့လည်းတငယ်ချင်းတွေကိုမြင်ခိုင်းစေချင်တဲ့အတွက်ကြောင့်မကြီးပြား90တန်ကျမကဘယ်နည်းရှိလဲဆိုရင်1ရွက်2ရွက်3ရွက်4ရွက်5ရွက်ဒါနဲ့ဒီဟာလေးလဲလို့ရတဲ့နေရာရှိလဲပြပြအရင်တော့သူများနိုင်ငံကပတ်စံအဟောင်းတွေဆိုရင်လဲပတ်စံအများရလို့ပြောလေတော့ငါတို့မြန်မာနိုင်ငံပတ်စံရောလဲပတ်စံအများရလားမြလားတစ်ချက်လောက်တော့နေရာလေးတွေညွှန်းပေးကြအောင်နော်ဒါကပြား90တန်မှာ look at this လုံးဝပြား90တန်မြင်တော့မမြင်ဘူးဟုတ်တယ်နော်ဒီမှာကြည့်ပြား90တန်ဘယ်သူမြင်ဘူးလဲမလိမ့်နဲ့နော် okay ပြား90ပြီး next step ပြန်သွားမယ် next step ကဆိုရင်တစ်ချက်တန်ကလေနင်တို့စီမှာ2မျိုး3မျိုးတော့မှရှိတယ်ဒီလားကြည့်ဒီကောင်ကတစ်မျိုးဒီနှစ်ခုကျတော့တစ်မျိုးလေးလာတာပေါ့နော်ခဏလေးဒီကလည်းတစ်ချက်တန်ပဲone ချက်တန်မှာတစ်ချက်တန်ဒါတော့နည်းနည်းမြင်ဘူးတယ်လို့ပဲနော်ကျမတို့ချက်နည်းနည်းကြီးတဲ့လူတွေတော့မြင်ဘူးမလို့တော့ဒါပေမဲ့ကျမတို့အရွယ်ကျရင်တော့ဒါတိတ်မတုံးဖြစ်တော့ဘူးနော်ဒါတစ်ချက်တန်အဟောင်းတစ်ချက်တန်ကိုဒီမှာတစ်မျိုးရှိတယ်ပြီးတော့ဒီတစ်ခုကလုံးဝကိုမမြင်ဘူးဒီတစ်ချက်တန်ကလေဒီမှာကြည့်တစ်ချက်တန်မြင်ဘူးအသက်ကြီးအန်တီတို့အဖွားတို့ရေတော့တွေ့ဖို့မလို့ထင်တယ်ဒါပေမဲ့ကျမတို့ generation မှာကျတော့ဒါမျိုးတွေမတုံးတော့ဘူးနော်အောင်ဆန်းဘိုချိုအောင်ဆန်းနဲ့ခေါင်းနဲ့တော့ဟုတ်တယ်ဒါပေမဲ့ဘာလို့မမြင်ဘူးသိလည်းမသိဘူးနော်ဒါတော့ကျမပဲအားလို့လည်းနေမှာပေါ့နော်ဒါပေမဲ့ခင်ဗျားတို့ကပတ်စပ်မတုံးလို့လည်းနေမှာကြည့်နော်ဒါတစ်ချက်တန်တစ်မျိုးဒါက2မျိုးရှိသွားပြီနော်2မျိုးပြီးတော့နောက်ထပ်တစ်ချက်တန်လည်းပြပေးမှာကြည့်ဒါကနောက်တစ်မျိုးဒါကတော့မြင်ဘူးတယ်ဒါလည်းတစ်ချက်တန်ပဲမနော်တစ်ချက်တန်ကိုဒီမှာ1မျိုး2မျိုး3မျိုးဒါလည်းတစ်ချက်တန်ပဲဒါလည်းတစ်ချက်တန်ပဲဒါလည်းတစ်ချက်တန်ပဲနောက်ထပ်တစ်ချက်တန်ရှိသေးတယ်ဒီမှာကြည့်ဒါလည်းတစ်ချက်တန်ဒါတော့မြင်ဘူးတယ်ဆိုတော့ဒါတစ်ချက်တန်ဆိုတော့တစ်ချက်တန်တော့မှကျမတို့မတိလိုက်ဘူးပဲနေမှာနော်ဘယ်နှမျိုးရှိဆိုတော့1မျိုးရှိတယ်2မျိုးရှိတယ်3မျိုး4မျိုးတစ်ချက်တန်ကို4မျိုးရှိရမယ်နော်ဒီမှာ4မျိုး okay ဆိုတော့ပြား90ပြီးပြီတစ်ချက်ပြီးပြီဆိုတော့နောက်ထပ်5ချက်တန်ပြန်လာမယ် okay 5ချက်တန်ကတော့မြင်ဘူးပြီငယ်တော့ကောင်းမကောင်းတွေဝယ်စားတဲ့ခေတ်တုန်းကဆိုရင်တော့ဒါ5ချက်တန်ပေါ့နော်ဒီမှာ5ချက်တန်ကလည်းဘယ်နှမျိုးရှိလို့တင်လဲဒီမှာနောက်ထပ်1မျိုးရှိသေးတယ်လာမယ် oh my gosh ဒီမှာနောက်ထပ်5ချက်တန်ဒါလည်းနောက်ထပ်5ချက်တန်1မျိုး oh sorry how to do this way 5ချက်တန်တစ်မျိုးဒါနောက်ဘက်ချမ်းမှာလုံးလေးလာတယ်5ချက်တန်တစ်မျိုးဒါက5ချက်တန်နောက်ထပ်2မျိုးပြီးတော့နောက်ထပ်5ချက်တန်တစ်မျိုးရှိသေးတယ် oh my gosh look ဒါလည်း5ချက်တန်ပဲမှာနော်ပတ်စံမမြင်ရမှာဆိုလို့ဒါလည်း5ချက်တန်ပဲနော်ဒါဒီဒါလေးလုံးဝမမြင်ခဲ့ဘူးလုံးဝမသိခဲ့ဘူးနော်ကိုရီတို့ကလေပြီးချောင်းစုမြန်မာနိုင်ငံကျော်ပန်းနဲ့ငွေ5ချက်တန်မှာရေးထားတယ်5ချက်တန်ဆိုတော့5ချက်တန်လည်းဒီမှာကျမစီမှာတော့အိုးဒီမှာလည်းတစ်မျိုးပဲဒီမှာဒါလည်းတစ်မျိုးဆိုတော့တစ်မျိုး
2မျိုး3မျိုးငါချက်တန်3မျိုးရှိတယ်ဆိုတော့တငယ်ချင်းတွေမှာလည်းဒီလိုငွေအဟောင်းတွေဘယ်နှရွက်လောက်တိန်းထားလဲနော်တငယ်ချင်းတွေကလည်းရက်ပတ်စံအဟောင်းတွေလည်းအကောင့်တွေပါတွေကြိုက်တော့နော်ပိုးဟတ်တွေပါတွေကြိုက်တော့မှလို့ပတ်စံစုထားတာဘယ်နှခုရှိလဲမှာဒါငါချက်တန်ဆိုတော့ပြား90ပြီးပြီတစ်ချက်ပြီးပြီငါချက်တန်ပြီးရင်တော့30တန်လာမယ် here we go 30တန်တန်တန်30တန်ဒါတော့မြင်ဘူးတယ်ဘာလို့ဆိုကိုမုတ်ဝယ်စားမုတ်တုံးစားတာကဒီခေတ်တုန်းကကိုပြီးတော့နောက်တစ်30တန်တစ်မျိုးအမှဒါလည်း30တန်တစ်မျိုးပဲဒါလည်း30တန်တစ်မျိုးလည်း30တန်နဲ့နေရွက်ရှိပါတယ်အမှ30တန်ကိုဒီနေရွက်ပဲရှိလို့ထင်တယ်မလား No I have one more မကြီးနောက်တစ်ခုရှိသေးတယ်နောက်30တန်တစ်မျိုးမနောက်30တန်တစ်မျိုးဆိုတော့ဒါကလည်းနောက်ထပ်30တန်တစ်မျိုးဟောမှာပြီးတော့ဒီဘက်မှာကျန်တော့စင်ပုံလေးနဲ့ပေါ့နော်တက်တန်တစ်မျိုးဆိုတော့30တန်ကိုဘယ်နှမျိုးရှိပြီလဲ30တစ်မျိုး2မျိုး3မျိုး30တန်3မျိုးဒါပဲလို့ထင်နေရမလားနောက်ထပ်တစ်ခုလာမယ်မှာ30တန်ဒါလည်း30တန်ပဲဘာလို့ကျမတို့ဒါဒီပတ်စံကိုတိတ်မမြင်ဘူးသိလားအတိတ်မတုံးဖြစ်တာလားတော့မသိဘူးနော်ဒါလည်း30တန်တစ်မျိုးပဲမှာနောက်ထပ်30တန်တစ်မျိုးOkay, clear. ဆိုတော့30တန်းကို4မျိုး1မျိုး2မျိုး3မျိုး4မျိုး30တန်းဒါရီက30တန်းနေနော် Okay, look at 15တန်းဒါရီကတော့ကောင်းကောင်းတုံးခဲ့တယ်ဘဒုအမေရဲ့ပတ်စံအိတ်တွေမှာဘဒုအဖေရဲ့ပတ်စံအိတ်ထဲမှာစုထားလဲတော့မသိဘူးเนาะအဖိုးဖွားရဲ့အိတ်ထဲမှာရောရှင်းရှိမယ်ညာပြက်တော့အစိုးရပြန်သိမ်းသွားမလို့ထင်တယ်เนาะဒီမှာကြည့်ဒါကတော့15တန်းလုံးဝ15တန်းကတော့3ရွက်ရှိပါတယ် Okay ပြီးရင်20တန်း next go 20ဒါတော့လူတိုင်းမှာရှိတယ်ဒါကတော့ကျမတို့အရွယ်ဆိုတော့ဒီကျမတို့ပေါ့နော်အန်တီပေါက်ဆအရွယ်တွေဆိုတော့ဒါကောင်းကောင်းသုံးဖူးတယ်နော်အခုသမီးလေးတွေရွယ်ဆိုတော့မမြင်ဘူးတော့ပေါ့နော်ဒီလိုအန်တီပေါက်ဆအရွယ်တွေမှာတော့ဒါတွေသုံးဖူးတယ်ဒါတွေဆိုရင်ကြောင်းသွားတဲ့အချိန်မှာဆိုရင်ခောက်ဆွဲအလက်ချိန်မှာခောက်ဆွဲတွေဝယ်စားတဲ့ပတ်စံလေးတွေပေါ့မ25ချက်အမလေးပိုးတော်မှာထိုးတာပဲ25ချက်ဆိုတော့25ချက်တန်ပါဒါကတော့25ချက်တန်ရဲ့အနောက်မှာက3မျိုးနော်ဂလုံးရယ်ချင်းသိရယ်ဆင်းရယ်ကိုပေါင်းထားတဲ့ creation တခုလုပ်ထားတဲ့အရာပဲ25ချက်တန်နော်ဒါ25ချက်တန်ပြီးရင်ဘာတန်လာလို့တင်လဲ35ချက်တန်လည်းရှိခဲ့ဘူးတာပဲဘာလို့ဆိုတခြားနိုင်ငံမှာ35ချက်တော့ဘာလို့ကျတော့တိတ်မတုံးဘူး5ချက်30 25 50 skip သွားတာများတာပေါ့နော်35ချက်တန်ဘယ်သူမှတိတ်မတုံးဖြစ်ဘူးလေဒါပေမဲ့မြန်မာနိုင်ငံမှာတော့35ချက်တန်ရှိတာပဲနော်35ချက်တန်ရဲ့အနောက်ဘက်လည်းပြပြီးမနော်ဒါက35ချက်တန်ပါ35ချက်တန်ပြီးတော့ဗါတယ်မှာအသေးရွက်လား45ချက်တန်45ချက်တန်အသေးရွက်ဒီမှာ45ချက်တန်ဒါက45ချက်တန်မှာအပေါက်တွေတောင်ဖောက်နေပါပြီတန်ဒါကတော့45ချက်တန်မှာ45ချက်တန်45ချက်ပြီးရင်ပါလာမလဲ50 of course 50ဒီ50ကတော့ကောင်းကောင်းလေးသုံးခဲ့ဘူးတယ်။ဘာလို့ဆိုရင်ဒီအကြီးရွက်တို့အသေးရွက်တို့ဆိုရဲ45ချက်တန်တို့90တန်တွေကျွန်တော်ပတ်စံတိန်သွားတော့တိတ်မသုံးဖြစ်ခဲ့ဘူးဒါပေမဲ့ဒီ50တန်တို့100တန်တို့ကကိုရီခေတ်တုန်းကဆရာကြီးပဲလေနော်။တနေ့ရုံမို့ပိုးဆိုရင်100လောက်ပဲရတော့။ရေကြီးချောင်းမှာ30 20တန်လေးတော့ကပေါ့နော်။အန်တီပေါက်စားတို့ခေတ်တုန်းကကျွန်တော်လို့မို့ဝယ်စားခဲ့တာ50တန်မှာ50တန်ပြီးရင်ကြည့်ဒါက85ချက်တန်you အကြည့်လိုက်85ချက်တန်ရဲ့အနောက်ဘက်ရောပြပေးမယ်နော်85ချက်တန် Okay ပြီးတော့45ချက်တန်ဒါတွေကလေ3တော့ဒါတွေက3တော့မသုံးလိုက်ရဘူးမြင်ဖူးတယ်အရမ်းမြင်ဘူးတယ်ဒါပေမဲ့မသုံးလိုက်အဲ့ဒီချိန်တော့ကျွန်တော်နိုင်ငံတော်ကဒီပတ်စံလေးတိန်းတယ်လို့ကြော်ညာတော့လေဘာမှမလုပ်ဘဲနဲ့ချွတ်အိတ်တွေမှာအပြည့်ပဲအမေတို့တိန်းထားတာတကောင်းကြီးရတယ်တချို့တွေဆိုရင်တော့အရန်ဒုက္ခရောက်ခဲ့တာပေါ့နော်အရန်ဒုက္ခရောက်ခဲ့ပြီးဘာလို့လဲဆိုရင်တို့တိန်းထားတဲ့ပတ်စံတွေအကုန်လုံးကိုတိန်းသွားတဲ့အချိန်လေးဆိုမှကြည့်တော်တော်လေးဒုက္ခရောက်ခဲ့တာပေါ့နော်ဒါကတော့45ချက်တန်ပြီးတော့ look at 90တန်
ဒါရဆိုရင်တစ်ခါမှမတုံးခဲ့ဘူးဟုတ်တယ်ကိုမြင်တော့မြင်ဘူးတယ်လုံးဝမတုံးခဲ့ဘူးဒီပတ်စံတွေကိုမြင်ရင်လေအရင်တော့တသေးတွေပန်းနေပါတယ်မရှိဘူးပေါ့နော်ပတ်စံတိန်ထားတဲ့အချိန်တော့ပတ်စံတိန်လိုက်တော့တော်တော်လေးဒုက္ခရောက်သွားတယ်ဟိုကျမတို့ဆိုဖက်ကမမကိုဖက်ကဆိုတော့ကြောက်ရောင်းတဲ့နေရာတွေဆိုတော့ငွေကျင်လဲတဲ့နေရာဆိုငွေတယ်အများကြီးပဲနှမျောဆိုင်တော့တသေးတွေဆိုတာအများကြီးဘဝပြတ်သွားတာတော့ပတ်စံရှုံသွားတာတော့ရှိခဲ့ကူတာပေါ့နော်ဒါကတော့60တန်ပါပြီးတော့ဒါကတော့100တန်ကတော့အခုချိန်ထိလဲသုံးတယ်ပတ်စကားတွေပါတယ်လဲစီးတယ်အရန်အကျိုးရှိတဲ့ပတ်စံ100တန်လေးပါနေရာတန်လေးပါဒီ100တန်နဲ့နေရာတန်ကလောလောဆယ်အကျွေတွေမှာအရန်အကျုံးရှိတယ်အခုလောလောဆယ်အသုံးအများဆုံးပဲဒါပေမဲ့မုတ်ဖိုးပေးရင်လုံးဝမကြိုက်ပါဘူးเนาะကလေးတွေကိုအခုချိန်မှာ100နေရာမုတ်ဖိုးပေးရင်တော့သူတို့တွေကြည့်ပြီးတော့မျက်စောင်းထိုးရလိမ့်မယ်900တန်တော့မှ900တန်ထိတော့မှကလေးတွေမုတ်ဖိုးပေးမကြိုက်တော့ဘောဆိုရင်အခုဆိုရင်ခောက်ဆွဲတပွဲကို2500လားအဲ့လောက်ထိဖြစ်သွားတယ်ပေါ့နော်2500 3000 3500စိုင်းကြီးတွေမှာဆို9000တိရှိရပါတော့ဒါတော့900တန်ပြီးတော့ဒါ1000တန်တိလား1000တန်ကလည်း2မျိုးပစမဆိုရင်မားတယ်ဒီ1000တန်ကတော့2မျိုးရှိရပါတော့ဒီမှာ1000တန်2မျိုးရှိတယ်ဒါပေမဲ့ဒီ1000တန်ကလည်းခဏအရန်မားတယ်ဒီလားအဲ့ဒါကဘာနဲ့မားလဲဆိုတော့ဒီ1000တန်နဲ့လာမားတာ1000တန်နဲ့1000တန်ကခက်စင်လေးကျမဆိုရင်လေခောက်ဆွဲသွားစားမြန်မာပြည်တော့ခောက်ဆွဲသွားစားအမဘလောက်ကြလဲဆိုတော့9000ကြတယ်9000ဆိုတော့ကျမ1000တန်ပေးလိုက်တာပေါ့နော်1000တန်ပေးပြီး9000ပြန်အမ်းဖို့စောင့်နေအဲ့ဒီပတ်စံယူတဲ့လူကလေကျမစောင့်နေဒီလားကျမလည်းဘာလဲပေါ့ဆိုအမ1000ပဲပေးသေးကိုက1000ပြီး9000ပြန်အဖို့စောက်တယ်ဟောတော့ကျမအဆက်ကွဲခဲ့တဲ့ပတ်စံဟုတ်တယ်နော်ဒါကတော့1000တန်ကို1000ထင်ပြီးတော့ခက်တီတီပဲပြီးလိုက်1000ပေးပြီးပြီဆိုပြီးပတ်စံပြန်အဖို့စောက်နေဟိုကလူကလည်းပတ်စံ1000ပဲပေးသေးဆိုတော့ထပ်ပေးဖို့ထပ်စောက်နေအမှကွင်တက်တာပဲနော်ကိုရီးယားပုံပြရတယ်လို့နော်ဒါ1000တန်ဒါ1000တန်1000တန်ကခုနကတော့ပြောသလို2မျိုးရှိရเนาะအခုလောဆယ်ကတော့ဒီလို2မျိုးလေးသုံးနေပါတယ်လက်ရှိကတော့ဒါကတော့မြန်မာပြည်နဲ့ဝေးကွာသွားတဲ့တငယ်ချင်းတွေတချို့တွေမသိပါဆိုလို့ပေါ့เนาะ sharing လုပ်ပေးတယ်ပြီးတော့အခုနောက်ပိုင်းကလေးတွေဆိုလည်းဟိုအရင်တော့ပတ်စံအဟောင်းတွေကိုမသိပါဆိုလို့ sharing လုပ်ပေးတာပဲเนาะဒါကတော့လောလောဆယ်အသုံးအရများတဲ့9000တန်ဖြစ်ပါတယ်မြန်မာပြည်မှာမပြင်းမြန်မာပြည်ကိုမပြန်မဲနဲ့အရန်ကြာသွားပြီဖြစ်တဲ့တကယ်ချင်းတွေဆိုရင်ဒါဒီပတ်စံနဲ့မြင်ဖူးမှာဂိုင်ဖူးမှာမဟုတ်เนาะဒါကတော့9000တန်ပြီးတော့ဒါကတော့1000တန်ပါဒါကတော့ကျွန်မစီမှာအများကြီးရှိပါတယ်ဟိုနေ့မြန်မာပြည်ကနေပြန်လာတော့ယူထားတယ်လဲထားတာပေါ့ဆိုရင်လေရင်ကွင်းမှာဟိုစစ်တီစနံမုတ်ဖိုးတွေတောင်းရအာယုံနောက်တယ်ဆိုပြီးလဲလာတယ်ပြီးတော့နောက်တစ်ခါမြန်မာပြည်ကိုပြန်တဲ့ချိန်မှာအစင်တဲ့လက်ထက်မှာငွေဒါနည်းနည်းလေးရှိခိုင်းစေခြင်းတဲ့အတွက်ကြောင့်လို့လဲလာတာဖြစ်ပါတယ်ကဲတငယ်ချင်းတွေရဲ့လက်ထဲမှာလည်းဒီလိုငွေသားအဟောင်းအစ်စ်လေးတွေဘလောက်ရှိတယ်လဲဆိုတဲ့ဟာလေးတွေကိုတငယ်ချင်းတွေ comment မှာရေးခင်တော့ကဲကျမကတော့မြန်မာပြည်ရဲ့ငွေသားအဟောင်းတွေတော့အများကြီးချမ်းသာနေပါပြီလဲလို့ရတဲ့နေရာလေးတို့ဒါမှလဲလို့ရရင်ဒီတကြက်တန်ကိုတကြက်ပဲပေးတော့မလဲဘူးเนาะတကြက်တန်ကို350 60လောက်ပေးမယ်ဆိုမှလဲမယ်အလကားနောက်တာပါเนาะကဲတကယ်ချင်းတို့ sharing လုပ်ပေးတာပါ bye bye